ရှင်ဘုန်းတော်ထင်ရှားပါစေယနေ့နမေဖျားရဲ့မျက်မှောက်တော်ထဲမှာယုံကြည်သူများနဲ့မေတ္တာရနှလုံးမျိုးဖတ်လို့ရတော့ကြောင့်ပထမဖျားရှင်ယေရှုတော်ကိုရှင်းမှပါတယ်ယုံကြည်သူမေတ္တာဆွအားလုံးပေါ်မှာလည်းယေရှုတင်တယ်လို့အရင်ဆုံးယေရှုတင်စကားပြောပါတယ်ကျွန်မကဖျားရဲ့တက်တည်ဖျားကျွန်မပေါ်မှာကောင်းမြတ်ခြင်းကအများကြီးရှိပါတယ်ဘယ်ကနေစလို့ဘယ်ကနေပြောမလဲဆိုတော့ကျွန်မလည်းမဝေခွဲပါဘူးဖျားပြတဲ့အတိုင်းပြောပါမယ်လို့ပထမဆုံးကျွန်မကသင်ရှင်းရတဲ့အကြောင်းပြောရှင်ပါတယ်1985ခုနှစ်မှာတမှုကနန်တယ်လင်ကနေဧဝံဂေလိဆရာနှစ်ပါးလာတယ်ကျွန်တော်တို့ဒီမှာတော့ရမှနေတယ်အဲ့ဒီချိန်မှာကျွန်မသားပါကင်းကဒီလိုမြင်းငယ်လောက်ပဲရှိသေးတယ်အဲ့ဒါကိုဘုရားကျောင်းကကြတော့ဧဝံဂေလိလာတယ်ဟောစတယ်လာတယ်ဆိုတော့ဘုရားကျောင်းတက်ကြတယ်ကျွန်မလည်းဒီချိန်မှာကျွန်မအင်တာနက်ရှိတော့ဘာလဲဒီကတော့အရှင်ဖြစ်တယ်အဲ့ဒီချိန်မှာကျွန်မကစိတ်အဲ့ဒီအတွင်းမှာကိုကျွန်မငင်တက်ရှင်းမရှိဘူးစိတ်ကကြောင်ဆောက်အဖြစ်ပဲမှာရောက်ခမအဖေမြင်ရှိတယ်အလုံးနဲ့ပဲအရှင်အလုံးတောင်ရအလုံးလေတယ်အဲ့ဒါနဲ့ကျွန်မကငင်တက်ရှင်းမရတာဘာဖြစ်တာလဲကျန်းစာဖတ်တော့လဲကျန်းစာစကားတွေအများပဲလေတဲ့ကျွန်မကစိတ်ကူးထဲမှာလို့ပေါ်တယ်ကျွန်မအတွက်ခါစားလိုက်လို့ဆိုကြောက်တယ်အဲ့လိုမျိုးနော်တရားစကားကိုကြောက်တယ်ကျွန်မပြောတယ်ဆိုတာကိုဖတ်မိတဲ့ခါကျရင်ကျွန်မကြောက်တယ်ဝမ်းမတာတော့အားငယ်တယ်ကြောက်စိတ်အဲ့ဒီလိုလေအရှင်တွင်းမှာအဲ့ဒီဧဝံဂေလိဆရာတရားဟောတာကိုကျွန်မတူးထစ်သွားတာဖြစ်တယ်လောကကြီးကမချခင်ပျောက်ဆုံးတော့မှဖြစ်တယ်ယေရှုလာတော့မယ်ယေရှုတော်ကာလခဏလေးပဲရှိတယ်အခုငလင်လုံးတွေကြီးရှိတယ်အမျိုးမျိုးရှိတယ်လို့တဘာဝပြည်တော်တွေနဲ့ပြောပြီးမှဘုရားခင်လာတော့မယ်လို့ပြောတဲ့အခါမှာကျွန်မစိတ်နှလုံးကဘိုးဘမကြောက်လာကျွန်မယေရှုလည်းမရထားသေးဘူးနဲ့ဘယ်လိုလုပ်ဒါကြီးလာလို့ရှင်ကျွန်မအကောင်းတင်နေမှာရောက်ပါမလားလို့